မိခင်ဝမ်းပိုက်ထဲမှာတင်အချင်းချင်းတိုက်ခိုက်စားတော့တတ်ကြတဲ့တဲငမန်းဖြူတွေရဲ့ကြောက်စီရအချက်၅ချက်မိခင်ဝမ်းပိုက်ထဲကနေအပြင်ကိုမရောက်လာခင်မှာတင်ကိုယ့်ရဲ့ညီကိုမောင်နှမအရင်တွေကိုရရဆက်ဆက်ကြိုက်ဖြတ်စားတော့ပြီးမှလူလောကတွေကိုရောက်လာတဲ့တရိษံအကြောင်းသင်ကြားဘူးလားပရိသတ်များအားလုံးပဲမင်္ဂလာပါ GNC Entertainment ကနေကြိုဆိုလိုက်ပါတယ်ကျမတို့တွေကသဘာဝတရားကြီးရဲ့ဖန်တီးမှုတွေကိုလေ့လာတဲ့အခါမှာတချို့အရာတွေကအယမ်းကိုအံ့ဩဖို့ကောင်းတယ်လို့တချို့အရာတွေကတော့စိတ်ကူးနဲ့တောင်တွေးကြည့်လို့မရလောက်အောင်ရက်ဆက်ကြမ်းကြုတ်လွန်နေတတ်ပါတယ်ဒီနေ့မှာတော့သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးအမောင်တူတွေကကြောင်မက်ဖွေရအကောင်ကြီးတစ်ကောင်အကြောင်းကိုပြောပြပြီးတော့မှာပါသူကတော့သဲငမန်းဖြူလို့ခေါ်တဲ့အကောင်ကြီးတွေပါပဲဒီငမန်းတွေကပြင်ပလောကမှာကြောက်စရာကောင်းရုံတင်မကပါဘူးသူတို့ရဲ့အစစ်မှန်ဆုံးနဲ့အရက်ဆက်ဆုံးတိုက်ပွဲကသူတို့မမွေးဖွားခင်မိခင်ရဲ့ဝမ်းပိုက်ထဲမှာကလေးကစတင်ခဲ့ရပါဒီဗီဒီယိုမှာတော့သဲငမန်းဖြူတွေနဲ့ပတ်သက်ပြီးတော့လူသိနေသေးတဲ့စက်သီးထားစီရအချက်၅ချက်ကိုရင်ခုန်စိတ်လှုပ်ရှားပွဲတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အစင်းသင်းဖြစ်ရင်တော့စလိုက်ရအောင်နံပါတ်1ထိတ်လန့်စီရအကောင်းဆုံးအချက်ကနေစလိုက်ရအောင်ပါတဲငမန်းဖြူအမကြီးတွေမှာတအိမ်နှစ်ခုရှိပါတယ်။အဲ့ဒီတအိမ်တစ်ခုစီတိုင်းမှာတရေသားလောင်းအကောင်ပေါက်လေးတွေအများကြီးတပြိုင်တည်းတည်ရှိနေရပါ။ဒါပေမဲ့ဒီအကောင်ပေါက်လေးတွေကတာမန်တရိษံလေးတွေလိုအေးအေးဆေးဆေးကြီးထွားလာကြတာမဟုတ်ပါဘူး။သူတို့ကမိခင်ဝမ်းပိုက်ထဲမှာတင်သွားတွေစထွက်လာပါတယ်။အဲ့ဒီချိန်မှာပဲအမောင်အတိကျနေတဲ့တအိမ်လေးမှာသွေးထွက်တန်ယူတိုက်ပွဲကြီးစတင်มาတော့တယ်။ပထမဆုံးကြီးထွားလာတဲ့အတန်မဆုံးအကောင်ပေါက်လေးကကျန်တဲ့သူ့ရဲ့ညီကိုမောင်နှမအကောင်ပေါက်လေးတွေကိုတကောင်ပြီးတကောင်လိုက်လံကြိုက်ဖြတ်စားတောက်ပါတော့တယ်။အဲ့ဒီလိုနဲ့လအတော်ကြာအောင်စားတောက်ပြီးတဲ့နောက်မှာတော့တအိမ်တစ်ခုမှာအတန်မဆုံးနဲ့အကြီးမဆုံးအကောင်တကောင်နဲ့သာအသက်ရှင်ကျန်ရပါတော့တယ်။တအိမ်နှစ်ခုရှိတဲ့အတွက်နောက်ဆုံးမိခင်ပိုက်သေးကနေအပြင်ကိုမွေးဖွားလာချိန်မှာတော့ပြိုင်ဘက်ကင်းအတန်မဆုံးတိုက်ခတ်ရည်သမားအကောင်ကြီးနှစ်ကောင်ပဲအရှင်ထွက်လာပါတော့တယ်။နံပါတ်2ငမန်းအများစုဟာရေထဲမှာနစ်မသွားအောင်အမြဲတမ်းကူးခတ်နေရပါတယ်။ဒါပေမဲ့တဲငမန်းဖြူတွေကတော့အဲ့ဒီလိုမဟုတ်ပါဘူး။သူတို့ဟာရေမျက်နှာပြင်ပေါ်ကိုတက်လာပြီးလေတွေကိုပါဇက်နဲ့ငုံမြို့ချလိုက်ပါတယ်။အဲ့ဒီလေတွေကိုသူတို့ရဲ့အစာအိမ်ထဲမှာတူလောင်ထားပြီးတော့ရေငုတ်သင်းမောတွေလိုမျိုးရေထဲမှာအထက်အောက်ငြိမ်သက်စွာရက်တန့်နေနိုင်ပါတယ်။ဒီစွမ်းရည်ကသူတို့ကိုကြောက်စရာကောင်းတဲ့မုတ်ဆိုးတွေဖြစ်လာစေပါတယ်။ရေအောက်မှာဘာလှုပ်ရှားမှုဘာအသံမှမထွက်ပဲငြိမ်သက်စွာရက်နေပြီးတော့သားကောင်အနားရောက်လာတဲ့အခါမှာလျှက်တစ်ပြက်အရှိန်နဲ့ဝင်ရောက်တိုက်ခိုက်တာပါ။မှောင်မိုက်နေတဲ့ရေအောက်မှာရုတ်တရက်ကြီးကိုရှိမှဘာအသံမှမပေးပဲငြိမ်သက်စွာရက်ကြည့်နေတဲ့ငမန်းကြီးတစ်ကောင်ကိုမြင်လိုက်ရမယ်ဆိုရင်ဘလောက်တောင်ကြက်သီးထားစရာကောင်းမလဲဆိုတာစဉ်းစားသာကြည့်ပါတော့နံပါတ်3တဲငမန်းဖြူတွေကိုဓာတ်ပုံထဲမှာပဲဖြစ်ဖြစ်ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ်မြင်မှုတဲ့သူတိုင်းကအယမ်းကိုကြောက်လန့်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့သွားတွေကပါဇက်အပြင်ဘက်ကိုခြုံထက်ပြီးတော့ထိုးထွက်နေတဲ့အတွက်အမြဲတမ်းဒေါသထွက်နေတယ်။အမြဲတမ်းကြိုက်ဖြတ်တော့မဲ့ရုပ်သွင်မျိုးပေါက်နေလို့ပါ။သူတို့ရဲ့မျက်လုံးတွေကလည်းစူးရှပြီးတော့အေးဆက်လွန်ပါတယ်။ဒါပေမဲ့အဲဩစရာကောင်းတာကဒီလောက်ကြောက်စရာကောင်းတဲ့ရုပ်သွင်ရှိပေမဲ့တဲငမန်းဖြူတွေဟာလူတွေကိုရံမှုလေးသိမ့်မရှိပါဘူး။သူတို့ဟာတဘာဝအရာတည်ငြိမ်အေးဆေးတဲ့အကောင်တွေဖြစ်ပြီးတော့လူတွေကသွားရောက်ရံမစတဲ့၍ထိခိုက်အောင်မလုပ်တဲ့၍အလိုလျောက်ဝင်ရောက်တိုက်ခိုက်တာမျိုးရှားပါပါတယ်။တကယ်တော့သူတို့ဟာရုပ်ကြမ်းပေမဲ့စိတ်တဘောထားသေးသိမ်တဲ့အကောင်တွေမဟုတ်ဘူးလို့သမုဒ္ဒရာလေးလာရေးပညာရှင်တွေကဆိုပါတယ်။ဒါပေမဲ့မထားရမှာကသူတို့ကိုသွားပြီးတော့ကြည်စေလို့တော့မရပါဘူးနော်ဒေါသထွက်လာပြီးဆိုရင်တော့မိခင်ဝမ်းပိုက်သေးကလေးကတက်ဖြတ်လာတဲ့သူတို့ရဲ့ဗီဇကအသက်ဝင်လာမှအသေးချပါပဲနံပါတ်4ကျမတို့လူသားတွေကသွားကြိုးသွားရင်အသက်ပြန်ပေါက်ဖို့မလွယ်ကူပါဘူးဒါပေမဲ့တဲငမန်းဖြူတွေအတွက်ကတော့သွားဆိုတာဘယ်တော့မှမကုန်ခဲနိုင်တဲ့လက်နက်တိုက်ကြီးတစ်ခုလိုပါပဲသူတို့ရဲ့ပါဇက်ထဲမှာသွားတွေကအတန်းလိုက်စီတန်းပြီးတော့ပေါက်နေရပါရှေ့ဆုံးကသွားတစ်ချောင်းကျိုးသွားတာနဲ့နောက်ကသွားတစ်ချောင်းကအလိုအလျောက်ရှေ့ကိုရောက်လာပြီးတော့အစားထိုးနေရယူပါတယ်။ဒီငမန်းတွေဟာသူတို့ရဲ့တက်တန်းတစ်လျှောက်မှာသွားအချောင်းရည်တောင်းနေချီပြီးတော့လဲအသုံးပြုကြပါတယ်။သူတို့ရဲ့သွားတွေကအယိုးတွေကိုတောင်ထိုးဖောက်ဖြတ်တောက်နိုင်လာအောင်ချွန်ထက်ပြီးတော့သားကောင်ကိုကိုင်းမိပြီးဆိုရင်ရုံထွက်လို့မရအောင်ဂျိတ်လိုမျိုးနောက်ပြန်ကွေးနေတတ်ပါတယ်။ဒါကြောင့်သူတို့စီကအကြိုက်ခံရတဲ့ဘဲသားကောင်မဆိုလွတ်မြောက်ဖို့ဆိုတာတုံညရာဂိုင်နှုံးပဲရှိပါတော့တယ်။နံပါတ်9တဲငမန်းဖြူတွေဟာတနေရာထဲမှာအမြဲတမ်းနေထိုင်ကြတာမဟုတ်ပါဘူး။သူတို့ဟာမျိုးပေါက်ဖို့အတွက်နဲ့သားပေါက်ဖို့အတွက်သမုဒ္ဒရာထဲမှာ
ကီလိုမီတာထောင်ပေါင်းများစွာဝေးကွာတဲ့ခရီးစဉ်ကြီးတွေကိုနှစ်စဉ်ဖြတ်သန်းကြရပါတယ်။အထူးသဖြင့်အမကြီးတွေဟာကိုယ်ဝင်ဆောင်ထားချိန်မှာတရေသားတွေကြီးထွားဖို့လိုအပ်တဲ့ပူချိန်ကိုရှာဖွေရင်းနဲ့ရင်နွေးစီးကြောင်းတွေရှိရာကိုရွှေ့ပြောင်းကြရပါတယ်။ဒီခရီးစဉ်ကြီးဟာလွယ်ကူတာတော့မဟုတ်ပါဘူး။လန်ခီးမှာအခြားပူကြီးမားတဲ့ငမန်းကြီးတွေလူသားတွေရဲ့ငါးဖမ်းပိုက်ကုန်တွေစတဲ့အန္တရာယ်ပေါင်းစုံကိုရင်ဆိုင်ကြရပါတယ်။ဒါပေမဲ့လည်းသူတို့ရဲ့မျိုးဆက်သက်တမ်းရှည်တည်တံ့ဖို့အတွက်ဒီအန္တရာယ်တွေကိုမမှုပဲသမုဒ္ဒရာကြီးကိုဖျက်ဆီးကြပါတယ်။မိခင်ဝမ်ပိုက်ထဲကနေရှင်သန်ဖို့တိုက်ပွဲဝင်ခဲ့ရတဲ့အကောင်ပေါက်လေးတွေကမွေးဖွားလာချိန်မှာလည်းသမုဒ္ဒရာရဲ့အကြမ်းတမ်းဆုံးလှိုင်းတံတွေကိုရင်ဆိုင်ရင်းနဲ့သူတို့ရဲ့ရှင်သန်ရေးတိုက်ပွဲကိုဆက်လက်ဆင်နွှဲကြရပြန်ပါတယ်။ကဲအခုဆိုရင်တော့တဲငမန်းဖြူတွေရဲ့မွေးရပါလူသက်ဗီဇနဲ့သူတို့ရဲ့အန်အိုးပဲစွမ်းရည်တွေကိုသိရှိသွားကြပြီထင်ပါတယ်။တဘာဝတရားကြီးဟာတစ်ခါတည်းရံမှာအရန်ကိုကြမ်းတမ်းပေမဲ့ဒီလိုကြမ်းတမ်းမှုတွေကပဲအတန်မာဆုံးနဲ့အတော်ဆုံးတရဝတွေကိုမွေးထုတ်ပေးနေရပဲဖြစ်ပါတယ်။တင်းနေနဲ့ရောမိခင်ပိုက်ထဲကလေးကအချင်းချင်းတိုက်ခတ်စားတော့ပြီးတော့ရှင်တန်ရတဲ့ဒီငမန်းတွေရဲ့ဘဝကိုဘယ်လိုမြင်လဲ။ဒါကတဘာဝတရားရဲ့ပြည့်ပြည့်စုံတဲ့ဖန်တီးမှုလား။ဒါမှမဟုတ်ရဲဆက်လုံးနဲ့ကန့်ကြမလားဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။